လူအများကကျမကိုထူးထူးဆန်းဆန်းကြည့်ကြတယ်ချစ်သူရေးစားလည်းကျမထပ်မထားခဲ့တော့သလိုဘသူကမှလည်းကျမကိုမိတ်ဆက်မပေးခဲ့ပါဘူးကျမအိမ်တော်ပြဖို့ကမိဘတွေကလောနေပေမဲ့သူတို့လည်းမတက်နိုင်ခဲ့ကြဘူးအိမ်တော်ဘက်ရွေးဖို့ရကလည်းတန်ရောစင်အခြေခံမရှိရင်ဟိုအကြောင်းဒီအကြောင်းပြချက်တွေကလည်းအလွယ်တကူရှိနိုင်တယ်ဆိုတာကျမသိပါတယ်ကျမအပေါ်ကြော်တက်ဆိုတလောက်ကောင်းခဲ့နားလည်ပြီးခဲ့တာဒါတော့ကျမကတန်တရားရှိခဲ့မိတယ်တခြားသူဆိုရင်ပိုဆိုးမလားပဲတယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်နေရတဲ့အချိန်လေးဆိုရင်ကျမရှင်မဟာတတပို့ဖြစ်တယ်အထီးကျန်ခြင်းကကေတန်လို့မရနိုင်တော့တလို့ပဲကျမဘယ်လိုလုပ်ရမလဲတွေးရင်းနဲ့ကြောက်မိပါတယ်ဘာလို့ကျမဒီလိုအခြေအနေမျိုးရှောက်ရတာလဲအကျဉ်းစရိုက်ကကံကျမကိုအဆုံးဖြတ်ပေးပြီးသားလားဒီလိုဆိုရင်ကျမရဲ့အကျဉ်းစရိုက်ကဘာများမှားနေခဲ့